ဒီကနေပဲဖခင်ရဲ့ကောင်းချီးမင်္ဂလာလေးစီးဆင်းတာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်မှာတွေ့ရတာဖြစ်တယ်နော်ပြီးတော့ကျမတို့ဒီမှာဖခင်ကပေါ့နော်အများကြီးကျမတို့ပဲအဲ့ဒီနောအဲ့ခင်ပါတယ်ပေါ့နော်သူတို့မှာဒီနောအဲ့ကိုပေါ့နော်သူများတွေပြောကျမ်းစာမှာဖတ်ကြည့်ရင်အဲ့နောအဲ့ထဲမှာကဘာဦးကျမ်းထဲမှာဖတ်ကြည့်တယ်ဆိုရင်သူရမှာဖြစ်တယ်အယူပဲနော်သူ့အသင်္ဘောဘုရားသခင်စောက်ခိုင်းတယ်နော်စောက်ခိုင်းတယ်လေအခုချိန်မှာကျမတို့နေနဲ့အခုချိန်မှာစောက်ခိုင်းတယ်ဆိုရင်တော့ဟာသူတောင်ပေါ်မှာစောက်ခိုင်းတယ်ဆိုလို့ဖြစ်နိုင်ပါမလားပေါ့နော်ကျမတို့ရဲ့အသက်တာနဲ့ဆိုနိုင်ရှင်ကြည့်မယ်ဆိုရင်ပေါ့နော်ကျမလည်းစဉ်းစားတယ်နောအဲ့ကိုကဲရဲကြတယ်ဟာဒီကောင်ယူပဲအမျိုးမျိုးပေါ့နော်ပြီးနောအဲ့ရဲ့သားသမီးတွေချွေးမတွေပေါ့နော်ရှိတယ်လို့ပြောတယ်နော်သူ့ရဲ့သားသမီးတွေလည်းသူများတွေစော့နေကြတယ်သူများတွေပျော်ပါနေကြတယ်အဲ့ဒီခါမှာသူတို့လည်းပျော်ချင်ပါနော်ဒါပေမဲ့နောအဲကသူ့ရဲ့ဖခင်တကက်ပီတာပြီးတော့ तू ဘလို့ဘုရားရဲ့စကားကို तू နားထောင်ပြီးတော့ तू တယောက်သေးအေးစစ်စစ်ပေါ့နော်တကက်ဘေးတန်ရောက်ခါနီးလုံးမှာအေးစစ်စစ် तू မထွက်သွားဘဲနဲ့သူ့ရဲ့သားသမီးချွေးမတွေကအစ तू ခေါ်သွင်းတကယ်ချင်းတင်မောထဲကို तू ခေါ်သွင်းသွားတာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ဒီဖယားသခင်စေခိုင်းသမျှကို तू ကအတိအကျနာခံပြီးတော့ဖယားဖော်ပြတဲ့အတိုင်းအတိအကျသင်္ဘောကိုလေ तू ဘလောက်ထိကြောင် तू စောက်တယ်လဲဆိုတာဒီမှာကျမ်းစာထဲမှာတွေ့ရတယ်စောက်ပြီးတော့အားလုံးကို तू ခေါ်ဆောင်သွားနိုင်တဲ့ဖခင်ဖြစ်တယ်ပြီးတော့ရေလမ်းမိုးဘေးကနေလွတ်မြောက်ပြီးတော့မေးပြီးမှပြန်လေခြေချခွင့်ရတဲ့အခါမှာနော်အဲ့မှာကျွန်မအရန်ခွန်အားရတာဖြစ်တယ်နော်အဲ့အဦးဆုံးနော်အကအဦးဆုံးလောက်တဲ့အရာကဟာမိသားစုအတွက် तू ကစံနမူနာပြရစ်ပလင်ကိုတီဆောက်ခြင်းဖြစ်တယ်ဒီကနေ့နော်အဲ့တဲ့ကျမတို့ဒီနော်အဲ့ရဲ့အတ္တတာကိုကြည့်ချပြီးကျမပေါ့နော်ဖခင်ပီတာတဲ့ဖခင်သူဦးဤတာဝန်မှာသားသမီးများအတွက်ရုပ်ဝတ္ထုပစ္စည်းတွေကိုပေါ့နော်ကျမတို့ရှာဖွေပေးရုံနဲ့မလုံလောက်ပါဘူးပေါ့နော်သားသမီးတွေရဲ့ရှာဖွေပေးရုံနဲ့ကျမတို့မလုံလောက်သေးပါဘူးပေါ့နော်ကျမတို့ကမိသားစုရဲ့အလေမှာဝတ်ပြုတ်ခြင်းရစ်ပလင်ကိုတီဆောက်ပေးတော့တီပေးတဲ့ဖခင်တွေဖြစ်ဖို့လိုတယ်ဆိုတဲ့အရာကိုကျမတို့ကတော့လည်းခွာပေးချင်တာဖြစ်တယ်နော်အဲ့ရဲ့တက်တာထဲကြည့်တကယ်ပဲလောကလိုင်းတဘုံတကယ်ပဲအလေရတဲ့လမ်းတဘုံအလေထဲကပေါ့နော်မိမိတို့ရဲ့သားသမီးရဲ့ဝိညာဉ်ရေးရာလုံခြုံမှုကိုရရှိစေရဘုရားသခင်နဲ့မိသားစုကြားမှာတကယ်ပဲသူဟာပေါင်းကူးတရားနဲ့ပဲတိဆောက်ပေးတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အပြီးတမျိုးတို့မိမောက်ထိုးပြနေတာဖြစ်တယ်။အဲကြောင့်ဒီနော်ရဲ့အသက်တာထဲကနေကြည့်ပြီးတော့ကျမတို့ရဲ့သားသမီးတွေကိုကျမတို့ကစားပေးတာတွေအရန်ကောင်းပါတယ်ဖခင်တွေပေါ့နော်ကျမတို့သားသမီးတွေကိုအချိန်ပေးတာအရန်လို့အရန်ကောင်းပါတယ်ပေးရမယ်သားသမီးတွေကိုမိသားစုကိုကျမတို့ရဲ့ဒီဖခင်တွေဟာခုနဆရာလည်းပြောသွားပြီပေါ့နော်ကျမတို့ရဲ့အိမ်မှာဘုရားသခင်ကအမိုးအနေနဲ့ကျမတို့ကတကယ်ဖခင်ဆိုတဲ့ဂုဏ်ကလေနိုင်ဖွဲ့လို့မမီဘူးပေါ့နော်တကယ်ပဲပေးထားတဲ့အခါမှာကျမတို့ရဲ့သားသမီးတွေကိုကျမတို့သူတို့ရဲ့လိုအပ်တဲ့အရာတွေကိုဖြည့်ဆည်းပေးရုံနဲ့ကျမတို့ကျင့်တတ်နေတာမဟုတ်ဘဲနဲ့သူတို့ရဲ့ဝိညာဉ်ရေးရာတွေအတွက်ကျမတို့ကအတိကခုနနောအေကေတို့ပဲကေတီချင်းတင်ဘောအခုချိန်မှာဆိုကျမတို့ကကျေးဇူးတော်ကာလလို့ကျမတို့ပြောကြတယ်နော်တကယ်ပဲကျေးဇူးတော်ကာလဖြစ်တယ်နောအေတင်ဘောဟာဒီချိန်မှာကျမတို့ဖွင့်ထားဆဲဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာကျမတို့ရဲ့သားသမီးတွေဒီလောကမှာအမြဲတမ်းသူတို့ဆွဲချသွားမဲ့ရတယ်အများကြီးရှိလာတဲ့ထဲကနေကျမတို့ဘယ်လိုမျိုးဆွဲထုတ်ပြီးတော့ဒီကေတီချင်းတင်ဘောထဲကိုဝင်သွားအောင်ကျမတို့အကုန်လုံးပြန်ဘယ်လိုဆွဲထည့်မလဲဆိုတဲ့အရာကိုလည်းအင်မတန်မှကျမတို့ဗာလဲစင်ချဖို့ဖြစ်တယ်ဆိုတဲ့နောအေကေတို့ပဲတယောက်မကြံသူ့ရဲ့ချွေးမကအစအားလုံးကိုကျမတို့ဒီကေတီချင်းတင်ဘောထဲမှာဝင်ဆောင်ခေါ်ဆောင်သွားနိုင်တဲ့ဖခင်တွေဖြစ်ဖို့ကျမတို့လိုအပ်တယ်ဆိုတဲ့အရာကိုဒီနောအဲကနေကျမခွန်အားပေးခြင်းနဲ့ဆက်လက်ပြီးတော့ကျမဒီဒုတိယတစ်ယောက်အနေနဲ့ကျမယောဘရဲ့အတ္တတာကိုကျမပြောခြင်းနဲ့ယောဘရဲ့အတ္တတာနဲ့ကျမတို့ဆက်လက်ပြီးတော့ခွန်အားယူရအောင်ယောဘလို့ပြောလိုက်တဲ့အခါမှာကျမယောဘကိုလည်းအရန်ခွန်အားရတယ်ပေါ့နော်အများကြီးရှိပါတယ်ခွန်အားရတဲ့ဖခင်ပေါ့နော်ဒါပေမဲ့ယောဘလို့ပြောတဲ့အခါမှာသူ့ရဲ့အတ္တတာကိုကျမအရန်တစ်ချက်အရန်ခွန်အားရတယ်သားသမီးများအတွက်အစံမပြတ်ဆုတောင်းပေးတော့ဖခင်ဆိုပြီးကျမဆိုအဲ့လိုမျိုးပေါ့နော်သူများလေးတင်စားချက်ကျမလည်းအဲ့လိုပဲသူ့ကိုပေါ့နော်တင်စားချင်တယ်ပေါ့တကယ်ပဲဆုတောင်းပေးတဲ့ဖခင်ဖြစ်တယ်ယောဘဝတ္ထုအခန်းကြီး1အခန်းကြီး4ကို4ကနေ5အထိကျမတို့အတူတူကဖတ်ရအောင်ယောဘဤသားတို့သည်နှစ်စဉ်အတိုင်းအတီးဖွာတော့နေရောက်လေမိမိတို့အိမ်၌ပွဲခံသဖြင့်နမ3ယောက်ကိုလည်းခေါ်၍အတူစားတောက်လျက်ရှိကြ၏ပွဲခံတော့နေ့ရက်လွန်သောအခါယောဘသည်သူတို့ကိုခေါ်၍တတ်ရှင်းစေပြီးလင်နနက်စောထ၍သူတို့အရေးအတွက်အတိုင်းမိရှုသောရစ်ကိုပူဇော်လျက်ရှိ၏အကြောင်းမူကားငါသားတို့ဒီမာယုရဲ့စိတ်နှလုံးထဲ၌ဖျားသခင်ကိုစွန့်ပယ်ကြပြီလောဟုယောဘအောင်းမေးထိုတို့ယောဘသည်အစဉ်မြဲပြုမြဲရှိ၏လို့ပြောထားတယ်ပေါ့နော်ဒီယောဘရဲ့အတ္တကိုကျမတို့ကြည့်တဲ့အခါမှာ
ကဘာပေါ်မှာယောဘဟာအဲ့ဒီချိန်တော့ပါဘောနော်အချမ်းသာဆုံးအပြည့်စုံဆုံးမိသားစုပြီးတော့အချစ်ဆုံးတော့ဖခင်ဆိုရင်လေယောဘရဲ့အသက်တာကိုကြည့်ရင်ကျမတို့တွေ့ရမှာဖြစ်ပါတယ်ယောဘဟာအရန်ချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်ဖြစ်တယ်သူတထေးကြီးတယောက်ဖြစ်ယုံတာမကဘဲနဲ့မိမိရဲ့သားသမီး10ယောက်လုံးကိုဘုရားသခင်အပေါ်မှာအပြစ်မာလုံးမြင့်မာကိုစိုးရင်ပြီးတော့သားသမီးတယောက်ချင်းစီအတွက်နေ့တိုင်းမနက်စောစောထကအပြစ်ဖြေရာရစ်ပူဇော်ပေးပြီးဆုတောင်းပေးလက်ရှိတဲ့ဖခင်ဖြစ်တယ်နော်ကျမတို့ရောဒီမှာရှိတဲ့ဖခင်တွေပေါ့နော်ကျမအပြစ်ပြောတာမဟုတ်ဘူးဆုမတောင်းပေးဘူးလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ကျမတို့ရောကျမတို့ရဲ့သားသမီးတွေအတွက်ကျမတို့ယောဘကဲ့သို့မနက်စောစောထပြီးကျမတို့ဆုတောင်းပေးဖြစ်ကြလားပေါ့နော်ကျမတို့ပြန်လေပြီးတော့ဆင်ခြင်ရအောင်ယောဘအဲ့ဒီခေတ်မှာဆိုရင်တော့အပြစ်ဖြေရာရစ်ကိုပူဇော်ရတဲ့ခေတ်ဖြစ်တယ်ပေါ့နော်အခုဒီချိန်မှာဆိုကျမတို့ကကျေးဇူးတော်ကာလဖြစ်တယ်အပြစ်ဖြေရာရစ်ပူဇော်ဆရာလည်းမလိုဘူးတိုးတက်ဆရာလည်းမလိုဘူးကျမတို့ကတကယ်ဘုရားရှိခိုးကိုယ့်ရဲ့သားသမီးတွေရဲ့ရှေ့ရဲ့အနာဂတ်ဝိညာဉ်ရေးရာအတွက်ကျမတို့တရက်ကိုဘယ်နှမိနစ်လောက်ဆုတောင်းပေးဖြစ်တယ်လေကျမတို့ဆင်ခြင်ရအောင်ကျမတို့စူးစမ်းရမှာဖြစ်တယ်ကျမတို့ရဲ့သားသမီးတွေဒီခေတ်မှာအများကြီး electronic အများကြီးဒီခေတ်မှာအခုဒီပြီးခဲ့တဲ့အပတ်ပုတ်တူခုနေ့ဆိုလေပေါ့နော်တမယားကိုအဖြစ်ပြောတာတော့မဟုတ်ပေမဲ့ကျမတို့ရဲ့ဒီကရင်ထဲကပဲသားတယောက်တကယ်ပဲနော်ဒီ gain star မှာဝင်သွားပြီးတော့အသက်ငယ်ငယ်လေးပဲရှိတယ်10ကျော်သက်ပဲရှိသေးတယ်သုံးသွားတာဖြစ်တယ်တနက်ဖြစ်ပြီးတော့တေသွားတာဖြစ်တယ်ပေါ့နော်ပစ်ကြပြီးတော့ပေါ့နော်တမယားတိုက်ရနေအောင်ပါသွားတယ်အဲ့လိုမျိုးပေါ့နော်ဒါကျမတို့ရဲ့ဒီမြို့အမေရိကန်မှာပဲနော်ဒီနာမည်မြို့မပြောတော့ဘူးကျမနာမည်လေးမပြောတော့ကျမတို့တိတဲ့အထဲကကျမတို့အသင်းတော်ထဲကပဲဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါသူတို့မိဘတွေမတော်လို့လည်းမဟုတ်ပါအများကြီးပြောချင်တဲ့အရာကအခုချိန်မှာသူတို့ကိုအလွဲခေါ်သွားဖို့စာတာမာနကဖျက်ဆီးဖို့နေ့တိုင်းသူတို့ကိုပေါ့နော်ဒီဖျားထဲမှာမသွားနိုင်ဖို့အတွက်အများကြီးစာတာမာနကသူတို့ကိုချောင်းမြောင်းပြီးတော့သူတို့ကိုပေါ့နော်ဖျက်ဆီးဖို့ရှိနေတာဖြစ်တယ်အဲ့ဒီခါမှာကျမတို့ရဲ့ဆုတောင်းခြင်းကတကယ်တိုင်းကာပေးရတဲ့ဆုတောင်းခြင်းကတကယ်အရေးကြီးဆုံးဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့ရဲ့ဒီမိခင်တွေကတော့ဒီမှာဒီနေ့တော့မိခင်တွေကိုမပြောတော့ဘူးပေါ့နော်ဖခင်တွေကကျမတို့ရဲ့သားသမီးတွေအတွက်အလုပ်ကိုစ조사ပေးတယ်သားသမီးတွေရဲ့ရှေ့ရေးစားဝတ်နေရေးအတွက်စ조사ပေးတာမှန်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဝိညာဉ်ရေးရာအတွက်ကျမတို့ဘယ်နှမိနစ်လောက်ကျမတို့ဆူတောင်းပေးဖြစ်တယ်လေကျမတို့ဒီနေ့ကစပြီးကျမတို့ဆူတောင်းပေးရအောင်ယောဘကဲ့သို့ယောဘရဲ့အသက်တာကိုကြည့်ရင်ကျမရန်ခွာရတယ်သူကတကယ်ပဲချမ်းသာကြွယ်ဝတော့သူဖြစ်တယ်ယောဘကိုပြောတယ်နေ့တိုင်းဆူတောင်းပေးတငယ်ချင်းတွေပြောတယ်ပေါ့ဆူတောင်းပေးစရာလိုလို့လားပေါ့နော်အဲ့ဒါလေယောဘကအဲ့မှာသူပြောတဲ့အရာကသူ့ရဲ့သားသမီးတွေကဖယားသခင်ကိုစွန့်ပယ်မှာသူအရန်စိုးရိမ်နေအဲ့ဒါကြောင့်မို့သူ့ရဲ့သားသမီးတွေအတွက်နေတဲ့သူဟာမနဲ့စောစောထပြီးတော့ရစ်ပလင်တီးပြီးတော့ဆုတောင်းပြီးတော့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတဲ့အခါမှာအင်မတန်မှခွာရတယ်ဒီနေ့ကျမတို့လည်းပေါ့နော်ဒီဖခင်ပိတာတဲ့ဖခင်ဆိုဒီမှာပေါ့နော်ကျမတို့ရဲ့သားသမီးတွေပေါ့နော်များအတွက်ဆုတောင်းခြင်းတိုင်းလောအဖြစ်ကျမတို့ရက်တီပေးသူဖြစ်တယ်ဆိုတဲ့အရာကိုဒီယောဘရဲ့အသက်တာကိုကြည့်ပြီးတော့ကျမခွာပေးချင်တာဖြစ်တယ်ပြီးတော့ယောဘကဆိုရင်ပေါ့နော်ယောဘရဲ့အသက်တာကနေကျမတို့ဘာတင်ခါစားရင်ကျမတို့ယူကြမလဲပေါ့နော်ပြောတဲ့ခါမှာအများကြီးယူစရာဖြစ်တယ်ဒါပေမဲ့ယောဘကသူ့ရဲ့သားသမီးတွေကိုသူခုနကျမပြောသွားတဲ့အတိုင်းပေါ့နော်သူ့ရဲ့မျက်ကွယ်မှာပေါ့နော်ဖယားသခင်အပေါ်မှာကျွန်းလို့မြင်တယ်ဟုတ်တယ်ကျမတို့ရဲ့ရှေ့မှာတာမှကျတို့ယုံကလေးလို့တိုးတငယ်လေးလို့ကျမတို့ကလေးတွေလိမ်မာကြကလေးတွေကိုမလိမ်မာဘူးပြောတာမဟုတ်ဘူးနော်ဒါပေမဲ့သူ့ရဲ့မျက်ကွယ်မှာကျမတို့ရဲ့ဒီနောက်ကွယ်မှာအများကြီးစာတာမာနကဖြက်စီးဖို့သူတို့ကိုဂိမ်းကြအမျိုးမျိုးသူတို့ကိုဆွဲခေါ်သွားမဲ့သူတွေရန်သူတွေတငယ်ချင်းတွေမိတ်ဆွေတွေအများကြီးရှိနေတာဖြစ်တယ်အဲ့ဒီရန်ကနေကျမတို့မမြင်နိုင်တဲ့မျက်ကွယ်ကနေကျမတို့ကာကွယ်နိုင်ဖို့အတွက်ကကျမတို့ကဆူတောင်းပေးခြင်းဒီတိုင်းလွှားအဖြစ်ကျမတို့ကာကွယ်ပေးခြင်းဖြစ်တယ်ဆိုတဲ့အရာကိုကျမပြောချင်တယ်ပြီးတော့သူ့ရဲ့သားသမီးတွေသူ့ရဲ့မျက်ကွယ်မှာပေါ့နော်ဘုရားသခင်အပေါ်မှာကျွန်းလို့မြင့်နိုင်တော့အပြစ်များအတွက်သူကိုယ်တိုင်ဥဆောင်ကဝန်ချတောင်းပန်ပေးခဲ့တာဖြစ်တယ်ပြီးတော့သားသမီးများရဲ့ဝိညာဉ်ရေးရာကိုနိုးကြားမှုအဖို့နိုးကြားစေမှုနဲ့အသက်တာဖြောင့်မတ်မှုအတွက်ကိုအစမပြတ်ဆုတောင်းပေးတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုနောဘရဲ့အသက်တာကနေယောဘရဲ့အသက်တာကိုကျွန်တော်တို့ခွန်အားယူရတာဖြစ်တယ်ဆိုတဲ့ခွန်အားပေးချင်တာဖြစ်တယ်ဆက်လက်ပြီးတော့ကျွန်မတမဟန်ကျမ်းထဲကနေပေါ့နော်တမတစ်ကျမ်းထဲကနေကျွန်မပြောချင်တယ်အဲ့ဒါမပြောခင်မှာကျွန်တော်တို့ဒီအနည်းငယ်လေးပေါ့နော်ကြော်ညာလေးဖြစ်ဥပမာအနေနဲ့ကျွန်မအနည်းငယ်တစ်ခုပြောပြချင်တယ်ကျွန်မနားထောင်မိတယ်ပေါ့နော်ကျွန်တော်တို့ဒီဗာလဲမိခင်တွေကိုကျွန်တော်တို့စော်ကားတာမဟုတ်ပါဘူးပေါ့နော်မိခင်တွေလည်းအင်မတန်မှအရေးကြီးတာဖြစ်တယ်မိခင်များနဲ့မှာမိခင်တွေကိုဂုဏ်ပြုတဲ့တခြင်းမိခင်တွေကိုဖခင်မိထွက်မိခင်တွေကိုဂုဏ်ပြုတဲ့တခြင်းမိခင်တွေကိုစာဗာလဲကြပြားတွေ
ဂုံပြည့်တဲ့ဟာတွေအများကြီးတွေးရတာဖြစ်တယ်ရုပ်ရှင်မှာဒါမှမိခင်ရဲ့အမေနို့ဘိုးလို့အဖေအတွက်တော့ရိုက်တာတိတ်မရှိဘူးပေါ့နော်အမေနို့ဘိုးလို့ဗလဲအမေရဲ့အများကြီးရှိတာဖြစ်တယ်ပေါ့နော်ပြီးတော့ကျမအဲ့ဒီဆရာတယောက်ပေါ့နော်တက်တယ်ခန္ဓာကျမတွေ့ကြားလိုက်တယ်ဖြစ်တယ်ပေါ့နော်သူရဲ့အသင်သားပဲဖြစ်တယ်အဲ့ဒီမှာတက်တယ်ခန္ဓာဆရာသူကမိသားစုသားသမီး၄ယောက်နဲ့သူကဗလဲတနေ့ကျတော့သူကသူ့အမေနဲ့ပဲကျမတို့ကလေးတွေကမိခင်နဲ့အတူနေတာဖြစ်တယ်ပေါ့နော်အဲ့ဒီအရာကိုကျမနားထောင်ပြီးတဲ့ခါမှာကျမကိုယ်တိုင်လည်းခံစားရတယ်ပေါ့နော်ကျမလည်းမမြင်နိုင်တဲ့အရာကိုအဲ့ဒီဟာကိုနားထောင်ပြီးကျမမြင်သွားတယ်ပေါ့နော်ဘာလဲဆိုရင်အဲ့ဒီတနေ့ကျတော့အဲ့ဒီဖခင်ကတက်တဲ့ခန္ဓာပေါ့ဆရာစီမှာပေါ့နော်အဲ့ဒီခါမှာသူတို့မိသားစုကလေး၄ယောက်ရှိတယ်ဖခင်မိခင်နဲ့ဖခင်ကတော့အလုတ်ကနေအဲ့ဒီမှာမိုးလေးဖွေးလေးကြာတော့ဖခင်ကအလုတ်ကနေပြန်လာတယ်ပြန်လာတဲ့ခါမှာသားသမီး၄ယောက်နဲ့မိခင်ကဒီသမင်းဟင်းစားပြီးတော့သိတယ်မလားသူတို့ဒီနေမှာဆိုသမင်းစားပြီးတော့ TV ထိုင်ကြည့်နေကြတယ်ရုပ်ရှင်ထိုင်ကြည့်နေကြတယ်ပေါ့နော်အဲ့ဒီရုပ်ရှင်ရဲ့ခေါင်းစဉ်ကအမေနို့ဖို့တဲ့ခေါင်းစဉ်ကြည့်လိုက်တဲ့ခါမှာအဲ့ဒီခါမှာသူ့ရဲ့ဖခင်ကမောမောနဲ့ပြန်လာပြီးတော့သူစားတော့ပြီးတော့သူလည်းအနားမှာလာထိုင်တာပေါ့ကွာလာထိုင်ရင်းနဲ့သူတို့လာထိုင်နေသူလည်းလို့ TV ကိုနည်းနည်းလိုက်ကြည့်တဲ့ခါမှာအမေနို့ဖို့ဆိုတဲ့ TV ကိုသူတို့ကြည့်နေကြတာဖြစ်တယ်အဲ့ဒီအခါမှာသူ့အမေကစပြီးတော့ပြောတယ်အမေတို့ဘိုးရဲ့ဒီဇလန်းကိုကြည့်ချပြီးငိုယိုကြတယ်ဘလောက်ထိအမေကဘလောက်ထင်နေတို့ကိုဘလောက်ထိအမေရဲ့တန်ဖိုးအမေဆိုတာဘလိုမျိုးအဲ့လိုမျိုးလေမိခင်ပါစကားတော့မဟုတ်တယ်နော်ကျမတို့အမေလေစကားတော့မိခင်ပါတာစကားကျမတို့ကလေးတွေကအမြဲတမ်းထိတွေ့နေကြတာကျမတို့ ਨੇ မိခင်နဲ့ပုံများတယ်လေနော်အဲ့ဒီခါမှာမိခင်ကအရင်ဆုံးစပြီးပြောတယ်တဲ့ကဲသမီးတို့သားတို့အဖေနဲ့မေကိုဘသူ့ကိုချစ်တယ်လေလို့မိခင်ကအရင်ဆုံးပြောတယ်အဲ့ဒီခါမှာသားသမီးတွေကအကုန်လုံးတော့အဖေကိုလမ်းကြည့်ပြီးတော့အဖေဖြေရမှာတော့အရန်အားနာတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအမေကိုအချစ်ဆုံးပဲဖြေစရာတော့မလိုဘူးပေါ့ကလေးတွေကလည်းတငီတဲ့တဒန်းတဲ့အဲ့လိုပြောတယ်တဲ့အဲ့ဒါဆိုသူ့အဖေကအော်လို့ပြောတယ်ပြီးတော့အဲ့ဒီမှာသူ့အဖေကပြောတယ်ပေါ့နော်ကျမတို့ဘာလို့လဲနင့်အမေကိုအချစ်ဆုံးဖြစ်ရတာလေငါကလည်းအဖေပေါ့ငါ့ကိုတော့နေတော့မချစ်ဘူးလားဆိုတော့နေတော့ငါ့ကိုဘယ်လောက်ရာခိုင်လုံးလောက်ချစ်တယ်လေဆိုရင်100ရာခိုင်လုံးမှာ30လောက်တော့အဖေကိုချစ်ပါတယ်လို့ပြောတယ်တဲ့ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီခါမှာသူ့အဖေကအရန်ခံစားသွားပြီးတော့ခံစားတာပေါ့နော်အဲ့ဒီမှာသူ့အဖေကအရန်ရင်းကျက်တဲ့သူဖြစ်တယ်လို့ပြောတယ်ပေါ့နော်အဲ့မှာသူတို့ပြောပြနေမှာအဲ့ဒါကသူ့အဖေကပြောတယ်ပေါ့နော်သူ့အဖေနင့်အမေကိုဘာလို့နေတော့အဲ့လောက်ထိချစ်ရတာလဲပေါ့နော်90ရာခိုင်နှုန်းထိတောင်နေတော့ဘာလို့အဲ့လောက်ထိချစ်ရတာလဲလို့ပြောတဲ့ခါမှာအမေကငါတို့အတွက်ဒီလိုအမေရဲ့နှုတ်ကိုကျမတို့က3နှစ်ထိဟိုမှာ3နှစ်ထိတိုက်ရလေရွာမှာနော်3နှစ်ထိကျမတို့စို့ခဲ့တယ်ပေါ့နော်အမေကငါတို့ကိုရင်အုပ်မချငါတို့ရင်ခုတ်မခွာအမေကငါတို့ကိုပြုစုတယ်ကြောင်းသွားလဲအမေကငါတို့ကိုကြောင်းလိုက်ပို့တယ်အပြန်လဲကျမတို့ကိုထမင်းစားဖို့ ready အမေကပြင်ဆင်ပေးထားတယ်အိုးရေချိုးလဲအမေနဲ့အိတ်လဲအမေနဲ့ကျမတို့ကအရန်ကိုသူတို့ကအမေကိုမှအရန်ချစ်တာဖြစ်တယ်အဲ့ဒီအရာပေါ်မှာအဲ့လိုသူတို့ပြောတဲ့အခါမှာသူ့အဖေကပြောတယ်နေတို့ဒီလိုနေနိုင်ဖို့အတွက်နေတို့ဒီလို AC TV အထိုင်ကြည့်တယ်ဖို့အတွက်အဖေကအခုအဖေကဘယ်သူ့အဖေကပယံသမားဖြစ်တယ်ပေါ့နော်အဲ့မှာတကက်ဒီတိုက်နေမှာပယံလှုပ်လိုက်တယ်အဖေကဒီမှာပယံလှုပ်ပြီးတော့အဖေရဲ့လက်ကိုလေးကြည့်ပါဦးပြတယ်အဲ့မှာပေါ့နော်သူတို့ပြောတဲ့အရာတွေကိုဆိုကျွန်မမြည်ရကြတယ်အဲ့မှာကြည့်တဲ့နားထောင်တဲ့အခါမှာပေါ့နော်ကြည့်ပါဦးပေါ့နော်ပြီးတော့မိမသူ့သားကိုလည်းရှင်းပြတယ်ပေါ့နေတို့သူနေနိုင်ဖို့အတွက်အဖေဘယ်လောက်ထိရုန်းကန်နေရတယ်ဟိုမှာသူများတွေအဖေကိုတခါတလေမှာမခံနိုင်လောက်အောင်အားငယ်ရတဲ့အရာတွေရှိတယ်ပေါ့နော်အလုတ်ခွင်ထဲမှာကျွန်းတစ်ဖွဲပေါ့နော်လုံနေရတဲ့အချိန်တွေရှိတယ်တခါတလေမှာလက်ပြန်ချင်လောက်အောင်ပေါ့နော်မထိန်နိုင်လို့ဖြစ်တယ်ဒါပေမဲ့ငါသားသမီးတွေအတွက်ငါစူးစမ်းရအောင်မယ်ငါသားသမီးတွေကြောင်းတက်နိုင်ဖို့ငါသားသမီးတွေအတွက်ငါလှုပ်ဆောင်နေရအောင်မယ်ဆိုတဲ့စိတ်ကအဖေမှာရှိတယ်ပေါ့နော်အဲကြောင့်အဖေကတီးခံပြီးတော့အဖေအလုပ်ကိုစူးစမ်းတယ်လို့သူပြောတယ်ပြီးတော့သူ့မိန်းမကိုလည်းသူပြောတယ်မိန်းမသားသမီးတွေကအနေနဲ့အများဆုံးအနေနဲ့နေရတာဖြစ်တယ်အခုအဖေတယောက်ကိုမချစ်နိုင်ဘူးဆိုတာကျမလည်းအဲ့မှာဘာခံစားမလဲအဖေတယောက်ကိုမချစ်နိုင်ဘူးမချစ်နိုင်လေအဲ့ဒါကမိခင်ကအရန်လိုတယ်လေအဲ့ဒါမိခင်ကလေအရန်သူ့ကိုအချစ်ဆုံးပြောတဲ့ခါမှာအရန်ဝမ်းတာသူ့ရဲ့အမေကလေငါသားတွေကဒါမှငါသားဒါမှငါသမီးအဲ့လိုမျိုးပြောတာနော်အဲ့ဒီခါမှာကျမဘာကိုစင်ချင်မိလဲဆိုရင်ကျမကိုယ်တိုင်လေကျမသူ့မိန်းမကိုပြောတဲ့အရာကိုကျမအရင်ဆုံးပြောချင်တယ်မိန်းမသားသမီးတွေကနေနဲ့အတူပဲအမြဲတမ်းနေရတာဖြစ်တယ်သူ့သားတွေကိုသွားခိုင်းပြီးတော့ပေါ့နော်သူနဲ့ငကိုကြားပြန်စကားပြောတာဖြစ်တယ်သူဖခင်ကပေါ့နော်အဖေတယောက်ကိုလေးစားဖို့အဖေတယောက်ကိုချစ်ဖို့အဖေတယောက်ကိုတန်ဖိုးထားတတ်ဖို့ဟာဒီအမေမှာမိခင်မှာလည်းအရန်နေ့မှာလည်းအရန်လိုအပ်တာဖြစ်တယ်ငါမှာတနေ့လုံးအလုပ်နေမကောင်းလေကောင်းလေသားသမီးတွေရဲ့ရှေ့ရေးစားဝတ်နေရဲ့အတွက်ငါမှာသွားရတယ်အလုပ်လုပ်ရတယ်ဟိုမှာအရန်နေခံရတယ်တခါတလေမှာကိုတောင်
အသက်မရှင်ချင်တော့လည်းအထိအားငယ်ရတဲ့အရာတွေရှိတယ်နေ့ရက်တွေရှိတယ်ဒါမဲ့ဒါတွေကိုကြိတ်မဲ့တီးခံပြီးငါမိမငါမိသားစုငါသားသမီးတွေအတွက်ဆိုပြီးတော့ငါစူးစမ်းတယ်ဒါမဲ့နေကဒီမှာသားသမီးတွေအချစ်ကိုနေကတိမ်ပိုက်ပြီးတော့နေကပျော်နေတယ်ပေါ့နော်နေ့မှလည်းနေပြန်ပြီးတော့နေစဉ်းစားကြည့်ပါလို့သူပြောတဲ့အခါမှာသူ့မိမလည်းအရန်ထိသွားတယ်ပေါ့နော်ခံစားသွားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူ့ကလေးတွေကိုသူပြောတယ်နေအမေရဲ့နှုတ်ဖိုးတလောက်တိတက်တယ်ဆိုရင်အဖေရဲ့ချွေးဖိုးရောနေတို့မတိတက်တော့ဘူးလားအဖေရဲ့ချွေးဖိုးရောအဖေပြင်းပြင်းပန်းပန်းအဖေရဲ့လက်လေကြည့်ပါဦးရှနာပြီးတော့တွန့်ကျဲပြီးတော့နာဘယ်လိုပြောမလဲကွာမာကလောက်အဲ့လိုမျိုးလေအဖေရဲ့လက်ကိုလေကြည့်ကြပါဦးပြတယ်တားတယ်ကင်ခိုင်းကြည့်တယ်သူ့သားတွေကိုလေသားသမီးတွေကိုလေအဖေရဲ့နေ့အမေရဲ့နှုတ်ဖိုးကိုနေတော့တိတက်တယ်နေ့အမေလှုပ်ပေးတဲ့ဒီဟာယာရီတို့နေနိုင်ဖို့အတွက်အဖေဘယ်လောက်စူးစမ်းရတယ်အဖေရဲ့ချွေးဖိုး14ရောင်နေတို့ဘယ်လိုနေလို့တန်ဖိုးမထားဘူးလားဆိုတော့ကလေးတွေကိုလည်းသူပြောလိုက်တာပြောတယ်တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာကျမလေးပေါ့နော်အစမှာကျမလေးတကယ်အိမ်ထောင်ကြတာကျမတို့လည်းအခုကလေးတော့2ယောက်ရှိပြီပေါ့နော်ကျမလည်းသိမသိဘူးအဲ့ဒီခါမှာကျမသားသမီးတွေကတော့ဒီမှာတော့ဖခင်တွေကိုကလေးတွေကကျမဆိုလေအဖေကိုချစ်တဲ့သမီးအဖေကိုချစ်တဲ့သားအဖေကိုကတ်တာဆိုရင်ကျမအရန်အားကြတာဖြစ်တယ်နော်ဘာဖြစ်လို့လဲမသိဘူးအရန်သဘောတော့ပဲကျမသားသမီးကျမရဲ့သမီး2ယောက်ကတော့သူ့အဖေကိုတိတ်မချစ်ဘူးပေါ့နော်အဲ့ဒီခါမှာဘာမှမဆိုအမေတခုဆိုလဲအမေအဖေနဲ့မေဘေသွားမလဲအမေနဲ့လိုက်မလားအမေဆိုတော့ကျမကရမ်းပီတိဖြစ်တဲ့အဲ့မှာလေငါ့ကိုအချစ်ဆုံးပေါ့ကျမလည်းအဲ့လိုခံစားရမှာပါတယ်ပေါ့နော်အဲ့ဒီခါမှာကျမအဲ့ဒါကိုနားထောင်ချပြီးကျမဘာကိုခံစားရလဲဆိုရင်ကျမသားသမီးတွေကိုလေအခုကျမကအရင်တော့ဆိုလေတခုခုကျမသမီးကိုဝေပေးတယ်ဆိုရင်မေကျမသမီးကအမြင်မေးတတ်တယ်ဒါဘာတူဝေပေးတာလဲအမေလားဆိုတော့ဟုတ်တယ်အမေဝေပေးတာလေဆိုတော့ကျမကိုပုံချစ်တယ်လေနော်အဖေကိုဆိုကြီးမဆိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့အခုအဲ့ဒါကိုကျမနားထောင်ချပြီးကျမဘာကိုခံစားမိလဲဆိုအိုးကျမတို့မှအရန်လိုအပ်ပါလားဆိုတဲ့အရာပေါ့နော်အခုဆိုကျမသမီးကိုလေသူကဘာတူဝေပေးတာလဲအရင်ပြောတဲ့ခါမှာနင့်အဖေဝေပေးတာနော်အဖေကသမီးကိုဒီပတ်စံကိုတလူရှာပြီးတလူဝေပေးတာအဖေကိုကျေးဇူးတင်တယ်တော့ပြောလိုက်ဦးသမီးအဲ့လိုဆိုသူ့အဖေကိုရမ်းချစ်လာတာတော့ပဲပေါ့နော်ပြီးတော့သူ့အဖေလည်းအရန်ကိုချစ်တတ်လာပါတယ်ပေါ့နော်အရင်တော့ဆိုသူ့အဖေဆိုခါတီတီတကက်ခါတီတီနော်ကျမလည်းအဲ့ဒီမှာကျမကဒီလိုမျိုးခံစားတတ်ဘူးကျမဝမ်းတာနေတာဖြစ်နေတစ်ဖက်တစ်လမ်းကနေကျမပိုချစ်ဆုံးဆိုတော့လေအရင်ဝမ်းတာတယ်နော်စိတ်ထဲမှာတမျိုးကြည်နူးတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကအဖေကိုမချစ်ဘာလဲသားသမီးတွေကိုအဖေကိုတိတ်မချစ်တတ်အောင်ကိုကလေပေါ့နော်မတွင်တင်တတ်တဲ့အရာကိုကိုကမေ့နေတာဖြစ်တယ်ဆိုတဲ့အရာကိုကျမဒီအနေငယ်လေးကျမပေါ့နော်ဥပမာနဲ့ပြောချင်တာဖြစ်တယ်အဲကြောင့်မို့အဖေဆိုတဲ့အရာကတကယ်ပဲကျမတို့မှာအများကြီးလူတွေကမတင်စားတတ်ဘူးဒါပေမဲ့တကယ်ပဲကျမတို့လက်တွေ့မိဘတွေတကယ်ပေါ့နော်ဒီမှာဆိုရင်တော့အဲ့လောက်ထိမဟုတ်ဘူးပဲဒီမှာလည်းဖျားမိဘတွေအရန်ကိုစူးစမ်းပါတယ်သူများနိုင်ငံမှာမျက်နှာတကယ်နဲ့အများကြီးအလုပ်ကိုစူးစမ်းပြီးတော့သားသမီးတွေကိုရှာဖွေကျွေးမွေးနေတာဖြစ်တယ်ဒါပေမဲ့ကျမတို့ဖခင်တွေကိုအားပေးခြင်းတယ်ကျမတို့ဒီလိုပဲသားသမီးတွေကိုကျမတို့ဘလို့ပဲငေါက်ခံရဘလို့ပဲအခက်ခဲကြုံရဘလို့ပဲပြဿနာတွေရှိဘလို့ပဲကျမတို့လောက်စူးစမ်းပြီးတော့လှုပ်ဆောင်နေတကယ်တော့သားသမီးတွေရဲ့ကျမတို့ကအချိန်နေရနဲ့မရွေးဘယ်နဲ့မှတည်မလဲကျဆာအရာဆာလန်ထဲမှာပြောထားတယ်ကျမတို့ရဲ့အသက်က80ပဲရှိတယ်နော်ဒါပြီးအဲ့ထက်ကျော်သွားတယ်ကကျေးဇူးတော်အသက်ဖြစ်တယ်ကျမတို့ရဲ့အသက်က80ပဲရှိတယ်ကျဆာတွေကအရာဆိုရင်ပေါ့နော်နေရမယ့်အသက်ကဒါပေမဲ့ကျမတို့အခုချိန်မှာကျမဆိုရင်30ကျော်လာပြီပေါ့နော်အဲ့ဒီခါမှာကျမတို့ရဲ့အသက်ကဘယ်လောက်ကျန်သေးတယ်80အပြည့်နေရမယ်ဆိုတာလည်းကျမတို့မသိဘူးကိုတင်မဲ့ရက်ကိုဘယ်လိုအချိန်ဘယ်လိုပုံစံနဲ့ဘယ်လိုစက္ကပ်ဘယ်လိုမိနစ်မှာကိုအသက်ထက်သွားမလဲဆိုတော့မသိဘူးပေါ့နော်အဲ့ဒီခါမှာကျမတို့သားသမီးတွေကိုဘာခြံထားပေးခြင်းလဲကျမတို့ပြန်စဉ်းစားဖို့လိုတယ်ကျမတို့ဖျားတခင်ကိုကျမတို့တင်းညမပြတ်စူးစမ်းရှာဖွေထားတဲ့စီးစိမ်ဥစ္စာသူတို့တဲ့ပညာတတ်ကြီးပညာကုန်းတွေဒါတွေကျမတို့ခြံထားဒါတွေကိုအရေးမကြီးဘူးလို့ကျမပြောနေတာမဟုတ်ပေမဲ့လေအတိတ်ကခြံထားခဲ့ရမှာကတကယ်ပဲသူတို့ရဲ့ဝိညာဉ်တမလို့အတွက်တကယ်စိတ်ချရမယ်သူတို့ရဲ့သားသမီးတွေအတွက်ဝိညာဉ်ရေးရာဖျားထဲမှာသူတို့ရဲ့တစ္ဆာရှိခြင်းဖျားထဲမှာခိုင်ခန့်ခြင်းဖျားထဲမှာသူတို့ကြီးထွားရင့်ကျက်ဖို့အတွက်ကျမတို့ဖခင်တွေကတကယ်ပဲဒီအမွေအနှစ်ဖျားသခင်ကိုကျမတို့တကယ်တိကျွမ်းခြင်းအမွေနှစ်ကိုကျမတို့ခြံထားခဲ့ရမှာဖြစ်တယ်ဆိုတဲ့အရာကိုကျမခွန်အားပေးချင်တာဖြစ်တယ်။တမန်ကျမ်းအနေနဲ့တမန်တစ်ကျမ်းထဲကနေကျမပြန်ပြီးတော့လေ့လာရအောင်။တမန်တစ်ကျမ်းထဲကနေကျမခွန်အားပေးချင်တဲ့အရာကတော့ဂျိုဆက်ရဲ့အသက်တာပေါ့နော်ယောသရဲ့အသက်တာပေါ့နော်ကိုကျမအများကြီးရှိတာဖြစ်တယ်အဲ့ကနေကျမဂျိုဆက်ရဲ့အသက်တာကိုကျမခွန်အားရတယ်အများကြီးပေါ့နော်ဒီဂျိုဆက်ယောသဟာဆိုရင်ပေါ့နော်မိသားစုအပေါ်တာဝန်ယူမှုနဲ့ဘုရားစကားကိုလုံးဝဥတုံနာခံတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျမ်းစာကနေသူ့ကိုမှတ်တမ်းတင်ထားတာဖြစ်တယ်ယောသရဲ့အသက်တာကိုကျမတို့ကျမ်းစာကိုကျမတို့တစ်ချက်လောက်ဖတ်ရအောင်ရှင်မတဲ့အခန်းကြီး1ခန်းငယ်73-21
တွေ့ရတဲ့ကွာကျမတို့ဖတ်ရအောင်ထိုသူတို့သွားကြသည်နောက်ယောသတ်သည်အိမ်မက်ကိုမြင်သည်မှာသာရဖျားဤကောင်းကင်တမန်သည်ထင်ရှား၍တင်ထလော့မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပေးလေအေဂရုပြည်တို့ပြေး၍တဖန်ငါပြောဆိုသည့်တိုင်အောင်ထိုပြည်၌နေလောဟေရုမင်းကြီးသည်သူငယ်တော်ကိုတတ်အံ့သောငါရှာလိုက်မည်ဟုဆိုလေ၏ထိုအခါယောသတ်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုညအချိန်၌ဆောင်ယူပြီးလေအေဂရုပြည်တို့ထွက်သွား၍ဟေရုမင်းကြီးအနှိမ့်စရောက်သည့်တိုင်အောင်ထိုပြည်၌နေလေ၏ဤအကြောင်းအရာကငါသားကိုအေဂရုပြည်မှငါခေါ်ခဲ့ပြီဟုထာဝရဘုရားသည်ပရောဖက်ဖြစ်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းသည်ထိုအခါဟေရုမင်းကြီးသည်မာကုပညာရှိတို့လေဖျားဒီကိုတိလင်ပြင်းစွာအမျက်ထွက်၍လူကိုဆေလွတ်သဖြင့်မာကုပညာရှိတို့ပညာရှိတို့ဤရှိတို့၌စစ်မေးမြန်းပြီးတော့ကျေဤအချိန်ကာလကိုထောက်၍ဗက်လင်မြို့မှစတော့ကျေးလက်ရှိသမျှတို့နှင့်နှစ်အရွယ်မှစ၍ထိုအရွယ်အောက်ရုတ်တော်သူငယ်ယောက်ျားအပေါင်းတို့ကိုတတ်စေ၏ပရောဖက်ယေရမိဟောဖူးဒီကယာမအရ၌တေးစွာသောညီးသွားငိုကြွေးမိတန်ချင်းအတန်ကိုကြားရ၍ယာခေလသည်မိမိသားတို့မရှိသောကြောင့်ငို၍စိတ်မပြေနိုင်ဟုသောစကားသည်ထိုခါ၌အမှန်ကြသည်ဟေရုမင်းကြီးအနှိမ့်စရောက်သည့်နောက်ယောသတ်သည်အေဂရုပြည်၌အိမ်မက်ကိုမြင်ပြန်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍တင်ထလော့မေတော်နှင့်သူငယ်ကိုဆောင်ယူပြီးလေဣဒေလတိုင်းတို့သွားလောသူငယ်ကိုတတ်အံ့သောငါရှာတော်သူတို့သည်တေကြပြီဟုဆိုလေ၏ထိုအခါယောသတ်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလေဣဒေလတို့သွား၍ရောက်သည်ရှိတော်ဘုမိဒီနှုတ်ကပတ်တော်ကိုကြားနာတွေ့ရဆဲဖျားကောင်းကြည့်ပေးပါစေကျွန်မဒီထဲကနေပေါ့နော်ယောသတ်ကအားလုံးသိတဲ့အတိုင်းပဲဖျားသခင်ရဲ့မွေးစားဒီခေတ်စကားနဲ့ဆိုရင်မွေးစားဖခင်လို့ပြောရမှာဖြစ်တယ်ပေါ့နော်ဒီယောသတ်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူ့ရဲ့လှုပ်ဆောင်ယောသတ်ဟာသူ့ရဲ့လှုပ်ဆောင်ချက်နဲ့နာခံခြင်းဖခင်ပိတာမှုကိုအမြင့်မားဆုံးတသက်ပြခဲ့သူတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟေရုမင်းကသူငယ်တော်ကိုယေရှုကိုတတ်ဖို့အတွက်ပေါ့နော်တတ်ဖို့ရှာဖွေနေတဲ့အချိန်မှာဘုရားသခင်ကယောသတ်ကိုအိမ်မက်ထဲလိုက်တဲ့တတိပေးခဲ့တာဖြစ်ပါတယ်ယောသတ်ကညတွင်ချင်းပြင်ဆင်ပြီးမိသားစုကိုဘေးကင်းရာအေဂုရုပြည်တို့ပို့ဆောင်ကာကွယ်ပေးခဲ့သူဖြစ်တယ်သူ့အနေနဲ့လေးပေါ့နော်အဲ့မှာကျမ်းစာမှာကျွန်တော်တို့ဖတ်ကြည့်ရင်သူလေးပေါ့နော်မာရိနဲ့ဒီမင်္ဂလာဆောင်ခံနေတဲ့ခါမှာမာရိမှာပြိတ္တိရှိပြီဆိုတဲ့အရာကြားတဲ့ခါမှာဒီခေတ်ခါလေးကြည့်ပြီဆိုတော့တော်တော်လေးကိုစိတ်ပြတ်မိမှာပေါ့နော်သူလေးတိတ်ကလေးထွက်ပြေးဖို့တော့ကြံစီသေးတယ်နော်စိတ်ထဲမှာဒါပေမဲ့ဘုရားသခင်ကပေါ့နော်ဒီဒုတ်တန်ကျမ်းထဲမှာပြောထားတယ်ပေါ့နော်ကျမတို့ရဲ့အပြင်ပန်းကိုဘုရားသခင်ကကျမတို့ရဲ့စိတ်အပြင်ကိုမကြည့်ပဲနှလုံးကိုချိန်တော်မူတယ်တဲ့နှလုံးကိုတွေ့တော့ကြည်တော်ဘုရားသခင်ဖြစ်တယ်သူရဲ့စိတ်ထဲမှာဘာခံစားနေရလဲကျမတို့ဘာတွေတွေးတောတယ်ကျမတို့ဘာတွေကြံစီတယ်ကျမတို့ဘာတွေလှုပ်ဆောင်ဖို့ကြံစီနေတဲ့အစကျမတို့ရဲ့စံချင်မီဒါမှတပင်းအောင်ကတော့ရည်တွက်တော်ဘုရားသခင်ဖြစ်တယ်အကုန်လုံးကိုသိတော်ဘုရားသခင်တယ်အကုန်လုံးကျမတို့ရဲ့အသက်တာတွေကိုလန်ထားလဲရှိတယ်ဆိုပြီးတော့ကျမ်းစာထဲမှာရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာဂျောဇက်သူလည်းအမျိုးမျိုးသူလည်းကြံစီမှာဖြစ်တယ်ဒီခေတ်ခါနဲ့ကျမတို့ရှင်ကြည့်မယ်ဆိုရင်ကျမလည်းအဲ့နေရာမှာသူ့နေရာမှာအမြဲဝင်ကြည့်မယ်ဆိုရင်ပေါ့နော်သူလည်းတော်တော်တော့ခံရခဲ့မယ်ဒါပေမဲ့ဘုရားရဲ့စကားကိုသူကလုံးဝဥတုံသူနာခံတာတက်တာကိုတွေ့ရတဲ့အခါမှာကျမတကယ်ပဲခွာရတာဖြစ်တယ်ပြီးတော့ဘုရားသွားဆိုသူသွားလိုက်တာဖြစ်တယ်ပေါ့နော်အဲ့မှာသူကသူ့ရဲ့ဖခင်ပိတာတဲ့ဖခင်တူရဲ့လက္ခဏာမှာဘုရားတခင်ရဲ့စကားတော်ကိုချစ်ချင်းနာခံခြင်းဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဒီနှုတ်ကပတ်တော်အဖြစ်ကျမတို့တွေ့ရတာဖြစ်တယ်ကျမတို့ရဲ့သားသမီးအပေါ်မှာလောကီဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါမှာပေါ့နော်ဝိညာဉ်ရေးရပျက်စီးခြင်းတို့ဒီကျွန်တော်တို့ရဲ့မိသားစုအပေါ်မှာလောကီဘေးအန္တရာယ်နဲ့ဝိညာဉ်ရေးရာပျက်စီးခြင်းကြားရောက်လာမဲ့ဘေးများကိုကြိုတင်မျှော်မြင်ပြီးတော့မိမိရဲ့တက်တာရှိမှုကိုစွန့်လွတ်ကမိသားစုကိုကာကွယ်စောင့်ရှောက်တတ်တဲ့ဖခင်တာဝန်ယူမှုအပြည့်ရှိတဲ့ဖခင်တွေဖြစ်ဖို့ဒီနှုတ်ကပတ်တော်ကနေကျွန်တော်တို့ကိုမြေမောက်ထိုးပြနေတာဖြစ်တယ်အဲကြောင့်မို့ဒီနှုတ်ကပတ်တော်ကနေကျွန်မဒီတကယ်ပဲယောသတ်ဟာဆိုရင်သူရဲ့ဒီခုနကျွန်မပြောသွားတဲ့အတွက်တက်တာရှိတဲ့သူရဲ့လွတ်လပ်မှုတွေကိုသူဟာစွန့်ပယ်ပြီးတော့ဘုရားသခင်ရဲ့စကားတော်ကိုတကယ်ပဲလုံးဝဥတုံသူနာခံခြင်းအဖြစ်ပေါ့နော်ကျမ်းစာထဲမှာယောသတ်ကတကယ်ပဲဘုရားသခင်ရဲ့သူ့ရဲ့အကြောင်းတော့များဆက်စားကတော့မဖော်ပြထားဘူးသူမပြောထားဘူးဒါပေမဲ့ကျမ်းစာထဲမှာသူ့ကိုမှတ်တမ်းတင်ထားကဘုရားရဲ့စကားတော်ကိုလုံးဝဥတုံနာခံတဲ့ဖခင်ဆိုပြီးသူ့ကိုသင်စားထားတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျမတို့ဒီ
ဒေါသရဲ့တက်တာကိုကြည်ချအဖြစ်ပေါ့နော်ကျမတို့ရဲ့မိသားစုရဲ့ဒီဘဲအန်ဒီရဲ့ကြာရောက်လာမဲ့အရာတွေကိုကျမတို့ကရှေ့ကနေကြိုတင်ကာကွယ်ပြီးတော့ကျမတို့မျှော်မြင်ပြီးတော့ကျမတို့စုတောင်းရင်းနဲ့ဖခင်ကဖခင်ရဲ့အလိုတော်ကိုကျမတို့ဝန်ခံရင်းနဲ့ကိုယ့်ရဲ့နှုတ်ကပတ်တော်အားဖြင့်ကျမတို့တကယ်ပဲဗလဲကိုယ့်ရဲ့မိသားစုတွေကိုကာကွယ်ဖို့ဖြစ်တယ်ဆိုတဲ့အရာကိုကျမခွာပေးချင်တာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျမပျောက်တော်သားရဲ့ဖခင်အကြောင်းကိုကျမလည်းပြောချင်တယ်ဒီတမန်တစ်ကျမ်းထဲကနေပေါ့နော်ဒီပျောက်တော်သားရဲ့သူတို့မှာခုနကကျမဒီယောဘရဲ့အသက်တာတွေဒီနောအေရဲ့အသက်တာတွေကိုပြောတဲ့အခါမှာသူတို့မှာကောင်းတဲ့အရာတွေကိုကျမနေဝင်ကသွားချင်တာဖြစ်တယ်ဝင်ကသွားခဲ့တာဖြစ်တယ်သူတို့မှာဆိုးတဲ့အရာတွေမပြောပလောက်တဲ့သူတို့မှာလည်းအားနည်းချက်တွေကိုစီတော့ရှိတာဖြစ်တယ်ဒါပေမဲ့အသက်တာသူတို့ရဲ့အရာကိုဒီနေ့ကကျမတို့ဒီဖခင်တွေရဲ့သူတို့ရဲ့ကောင်းတဲ့အရာသူတို့စီကတကယ်ပဲခွန်အားယူရတဲ့အရာတွေကိုကျမဝင်ကသွားတာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျမဒီပျောက်တော်သားရဲ့အသက်တာဖခင်ရဲ့ပျောက်တော်သားရဲ့ဖခင်ရဲ့အသက်တာကိုကျမဝင်ကချင်တာဖြစ်တယ်ဒီပျောက်တော်သားရဲ့ဖခင်ရဲ့အသက်တာကိုကျမကြည့်ရဆိုရင်သူရဲ့အသက်တာကိုကျမတို့ဆင်ခြင်တဲ့အခါမှာနောင်တရတတ်တော်သားအပေါ်မှာခွလွတ်ခြင်းနဲ့ချစ်ချင်းမြတ်တာအပြည့်ဝကိုပြသခဲ့တော့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့မြင်တွေ့ရတာဖြစ်တယ်ကျမတို့ပြန်ပြီးတော့နှုတ်ကပတ်တော်ကိုဖတ်ရအောင်ရှင်လုကာခန်းကြီး15ခန်းငယ်20က24အထိထ၍အဘထံတို့သွားလေ၏သွား၍ဝေးသေးသောအခါအဘသည်သူ့ကိုမြင်လင်တနာတော့စိတ်ရှိသည်နှင့်ပြေးသွား၍သားဤလေပင်ကိုပိုက်ဖက်လျက်နမ်းရှုပ်လေ၏သားကလည်းအဘအကျွန်ုပ်ဒီဖျားသခင်ကို၎င်းကိုရောကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုရောဤသားဟူ၍ခေါ်ခြင်းကိုမခံထိုက်ပါဟုဆိုလေအဘကမြတ်တော်ဝတ်လုံကိုယူခဲ့၍သူ့ကိုခြုံကြသူ၏လက်၌လက်စွပ်တန်စာကိုစင်ကြခြေနှင်းကိုလည်းစီးစေကြစူအောင်ကျွေးတော်နွားကလေးကိုယူ၍တက်ကြတို့ပြီးမှငါတို့သည်စားကြကုန်အံ့ပျော်မွေ့ခြင်းတို့ပြုကြကုန်အံ့ငါသားဒီအထက်ကတည်၍ယခုရှင်ပြန်၏အထက်ကပြောက်၍ယခုတွေ့ပြန်၏ဟုအစေအပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ဒီနောက်ကဘာတို့ကိုဖတ်ချပြပေါ့နော်ဒီပျောက်တော်သားရဲ့ဖခင်ရဲ့အသက်တာကိုကျွန်မကြည့်တဲ့အခါမှာသူ့မှာအားနေချက်ကိုကျွန်မရှာတဲ့အခါမှာကျွန်မအားနေချက်တွေ့တယ်ပေါ့နော်အားနေချက်ဆိုတဲ့တစ်ချက်ထက်ပေါ့နော်သူကအရွယ်မတိုင်ခင်မှာသူ့ရဲ့သားကိုအမွေခွဲဝယ်တာဖြစ်တယ်အခုချိန်မှာကျွန်မအဲ့သူ့ရဲ့ပျောက်တော်သားရဲ့ဖခင်နေရာမှာကျွန်မစဉ်းစားတဲ့အခါမှာအဲ့ဒီအချိန်မှာသူ့ရဲ့သားကသူ့ကိုတော်တောင်းချမ်းမယ်ထင်တယ်နော်အမွေပေးပါလေအဲ့လိုမျိုးပေါ့နော်တပ်ပြအခုတကယ်ကလေးတွေစိတ်တော်ရင်မလွယ်ဘူးလေနော်အမျိုးမျိုးလုံမယ်လို့ထင်တယ်အဲ့ဒါကမှသူလဲပေးလိုက်တာပေါ့နော်ဒါသူ့ရဲ့အားနေချက်ကတစ်ခုလေးနည်းနည်းပေါ့နော်အရွေမရောက်ခင်မှာသူ့ရဲ့သားကိုသူကဒီဗာလဲအမွေခွဲဝေပေးလိုက်တာဖြစ်တယ်ဒါသူ့ရဲ့အားနေချက်ကိုတွေ့ရတာဖြစ်တယ်အနေငယ်ပေါ့နော်ဒါပေမဲ့သူ့သားလေးကအဲ့ဒီအမွေကိုခွဲဝေပြီးတော့သူယူပြီးတကယ်ဖြုံးသီးပြီးတော့မိဘစီကလေသူစွန့်ခွာသွားတယ်ပေါ့နော်ကျမတို့ဆိုရင်တကယ်ပဲအမွေတွေတလောက်ယူသွားပြီးတော့ပေါ့နော်အားလို့သူဝအောင်စားသုံးပြီးတော့သူပြန်လာတဲ့ခါမှာကျမတို့ကကြိုဆိုနိုင်ရမလားမသိဘူးနော်စဉ်းစားကြည့်အောင်ပေါ့နော်အဲ့ဒီခါမှာတကယ်ပဲသူပျောက်တော့သားကတကယ်ဖခင်ကပေါ့နော်နောင်တရတဲ့သားအပေါ်မှာခွလွတ်ခြင်းနဲ့ချစ်ချင်းမြတ်တာအပြည့်အဝပြသခဲ့တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကျမတို့ဒီမှာတွေ့ရတာဖြစ်တယ်နှုတ်ကပတ်တော်အဖြစ်ပေါ့နော်ပြီးတော့ဒီအသက်တာကိုသူတို့ရဲ့အသက်တာကိုကြည့်ပြီး तू ကပြောပါပြီးတော့နောက်ဆုံးမှာကျမ်းစာကိုဖတ်ဆက်ပြီးတော့ဖတ်တဲ့ခါမှာအရှိမှာပေါ့နော်ဝတ်စာကိုတော့စားရတာဖြစ်တယ်ပေါ့နော်ကိုအိမ်မှာတော့တကယ်ချမ်းသာအရန်ကိုပေါ့နော်ဘောကြော့ဒါပေမဲ့သူများစီမှာနေရတဲ့ခါမှာသူများအိမ်မှာတရက်လောက်သွားသေးရတာမှသူများမျက်နှာကိုကြည့်ရတာပေါ့နော်အလိုလိုနှွေးနဲ့အိတ်တွေကကျမတို့ကောင်းဆုံးအိတ်ခံရင်တောင်မှသူတို့ရဲ့မျက်နှာကိုကျမတို့ကကြည့်တတ်တယ်ဖြစ်ပေါ့နော်အားငယ်တတ်တယ်သူများအိမ်မှာသွားသေးရင်လေဒါပေမဲ့ဒီပြောက်တော့သားကသူများရဲ့ဝတ်ချင်နောက်ဆုံးမှသူ့ရဲ့အခြေအနေကဘယ်လောက်ထိဆိုးသွားလဲဆိုရင်သူ့မှာစီးစိမ်တွေအကုန်ကုန်သွားတဲ့ခါမှာသူများရဲ့ဝတ်ချင်မှာပဲသွားပြီးဝတ်စာတော့မှသူကစားချင်တော့စိတ်ဖြစ်ပြင်းပြပြီးတော့သူဝတ်စာထိတောင်သူစားတဲ့ထိတောင်အခြေအနေရောက်သွားတယ်ဒါပေမဲ့သူ့ရဲ့ဖခင်ကိုသူတတိရတဲ့ခါမှာသူပြန်လာတယ်ပြန်လာတဲ့ခါမှာဒီမှာနှုတ်ကပတ်တော်အတိုင်းပဲသူကသူ့ရဲ့ဖခင်ကသူ့ကိုပေါ့နော်မမုန်းတီးဘူးတကယ်ပဲနောင်တတဲ့ပြန်လာတဲ့သားကိုသူဟာကဲဖတ်နှမ်းပြီးတော့သားကိုကြိုဆိုတာကိုတွေ့ရတာဖြစ်တယ်ဒီကဲကျမတို့ရောဒီနေ့ဒီခေတ်မှာဖခင်အများစုကကျမတို့ရဲ့သားသမီးတွေအမားလုံးမိကျမတို့စီကန်းနဲ့ဥပဒေနဲ့နှိပ်ကွပ်ဖို့ကျမတို့ဒါလောက်ကြတာဖြစ်တယ်အများစုပေါ့နော်အားလုံးကိုမဆိုလိုပါဘူးဒါပေမဲ့ဖခင်ပီတာတဲ့ဖခင်တူရဲ့အကြီးမားဆုံးသောအရေးအချင်းက
ခွလွတ်ခြင်းမေတ္တာဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်ပြီးကျွန်တော်တို့တွေ့ရတာဖြစ်တယ်သားသမီးတွေလမ်းလွဲသွားခဲ့ရင်အဲ့လိုပြောလို့ကြိုက်တော့လမ်းလွဲအဖေတို့ကခွလွတ်မယ်အဲ့လိုမျိုးမဟုတ်ပဲမဲ့ပေါ့နော်ကျမတို့သားသမီးတွေကိုအကောင်းဆုံးဖရားတရားထဲမှာသူတို့လမ်းမလွဲခင်ကိုယ့်ကိုမပုံကန်ခင်မှာကျမတို့အမြဲတမ်းဖရားသခင်ကိုကျမတို့ခုနရှေ့မှာပြောသွားတဲ့အတိုင်းပဲကျမတို့ကသားသမီးတွေရဲ့ရှေ့ရဲ့အနာဂတ်ကိုကြိုးမျိုးမျှော်မြင်ပြီးတော့ကျမတို့ကဆုတောင်းပေးရမှာဖြစ်တယ်ကျမတို့အနည်းဆုံး10မိနစ်2မိနစ်3မိနစ်5မိနစ်လောက်အလုံးမသွားခင်လည်းမသားသမီးတွေကိုကျမတို့ခေါင်းတင်ပေးနိုင်လို့ခေါင်းတင်ပြီးတော့ကျမတို့ဆုတောင်းပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါဒါဟာတို့ရဲ့ကြုံမမြင်နိုင်တဲ့ရန်သူကြုံမမြင်နိုင်တဲ့အန္တရာယ်တွေထဲကနေကာကွယ်တဲ့လက်နက်ဖြစ်တယ်ဆုတောင်းခြင်းကပေါ့နော်အဲ့ဒီခါမှာသူ့ရဲ့ဒီအခုဆက်ပြီးတော့ကျွန်မတို့ပြန်ပြောမယ်ဆိုရင်ဒီပျောက်တော့တားရဲ့ဖခင်ကတကယ်ပဲသူ့ရဲ့ကျွန်မတို့ဒီပျောက်တော့တာသူ့ရဲ့သားသမီးကိုခွလွတ်တကယ်တော့ကျွန်မတို့ဒီခေတ်ဒီခါမှာကျွန်မတို့သားသမီးတွေအမားတစ်ခုလို့ကျွန်မတို့ကဥပဒေနဲ့ကျွန်မတို့နှိတ်ကွတ်ဖို့ဒဏ်ပေးဖို့ဒဏ်မပေးရဘူးလို့ကျွန်မပြောတာမဟုတ်ဘူးနော်အမြဲတမ်းကျွန်မတို့အနေနဲ့ဆိုဒီစီးစိမ်အကုန်ဖြုံးတီးပြီးတော့ပြန်လာတဲ့သားကိုကျွန်မတို့ကနေအကုန်ပြီးပြီအဲ့လိုမျိုးမှသူ့ကိုပြန်ထုတ်ဖို့ကျွန်မတို့ပျောက်တော့သားရဲ့ဖခင်နေရာမှာကျွန်မတို့ဘယ်လိုမျိုးရင်ဆိုင်မလဲဘယ်လိုမျိုးကျွန်မတို့ဖြည့်ရှင်းမလဲဆိုတဲ့အရာကိုကျွန်မတို့ဆင်ခြင်ဖို့ဖြစ်တယ်ပေါ့နော်တကယ်ပဲကျွန်မခုနပြောသွားတဲ့အတိုင်းပဲဖခင်ပီတာတဲ့ဖခင်တူရဲ့အရေးချင်းကခွလွတ်ခြင်းတကယ်ပဲချစ်ချင်းမြတ်တာဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အပြီးကျွန်မတို့တွေ့ရတာဖြစ်တယ်အဲ့တော့ကျွန်မတို့ရဲ့သားသမီးတွေကျွန်မတို့ကိုပေါ့နော်ခြေစုံကန်သွားရင်တောင်အိမ်တို့ပြန်လာနိုင်မဲ့နှွေးထွေးတဲ့ကျွန်မတို့ခွလွတ်ခြင်းလက်ကိုကျွန်မတို့အမြဲတမ်းကမ်းပေးဖို့ပြင်ဆင်ထားဖို့လိုတယ်ဆိုတဲ့အရာကိုကျွန်မခွန်အားပေးခြင်းတယ်အဲ့ဒါကြောင့်မို့ကျွန်မတို့ဒီနေ့ဖခင်များအားလုံးကိုကျွန်မကနော်အများကြီးပြောဖို့ရှိတယ်ဒါပေမဲ့ကျွန်မအနေငယ်လေးပဲတက်တက်ခံသွားချင်တာဖြစ်တယ်ဝင်ကားချင်တာဖြစ်တယ်ဒီမှာရှိတဲ့ဖခင်များအားလုံးဒီနေ့ကတော်တော်လေးကိုခန့်ညာပြီးတော့ငကိုလေးခန့်ညာပါတယ်နော်ကျွန်မတို့ရှိတဲ့ဖခင်လေးတွေအားလုံးကခန့်ညာပြီးသားသမီးတွေကိုတကယ်ပဲဒီမှာကျွန်မတွေ့ရတဲ့လောက်ကကိုသားသမီးတွေကိုအင်မတန်မှချစ်တဲ့ဖခင်တွေဆိုတာတွေ့ရတယ်သူတို့ရဲ့မအားတဲ့အချိန်ကြားမှာသားသမီးတွေကိုပလေးကောင်းလိုက်ပို့တယ်vacation တွေယူပြီးသူတို့သားသမီးတွေကိုလိုက်ပို့ကြတာကိုကျွန်မတွေ့တဲ့အခါမှာကျွန်မလည်းအရန်ကိုဒီကရှိတဲ့ဖခင်တွေကိုကျွန်မအရန်ကိုအားကြတယ်သားသမီးအားကြတာဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်မဆက်ပြီးတော့ကျွန်မနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းတယ်ဖခင်များအားလုံးကိုကျွန်မတကယ်ပဲခွန်အားပေးခြင်းတာဖြစ်တယ်ဘုရားသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်တို့အသက်ရှင်ရှောက်လန်းပြီးတော့မိမိတို့ရဲ့မိသားစုအလင်မှာဘုရားသခင်ခန့်အပ်ထားတဲ့အိမ်ထောင်ဦးစီးတာဝန်ကိုပြပြစွာနဲ့ထမ်းဆောင်ရင်းနောင်လာမဲ့သားစဉ်မြေးဆက်များအထိတည်တတ်မဲ့ယုံကြည်ခြင်းအမွေအနှစ်ကိုခြံထားရနိုင်တော့ဖခင်ပီတာတဲ့ဖခင်ကောင်းများဖြစ်ကြပါစေလို့ဆုမကောင်းသားရင်းနဲ့နှုတ်ကပတ်တော်အင်းများလောက်ယုံငင်ကြပါတယ်ရောက်စတိုင်းပေါ်ဘုရားကောင်းချီးပေးပါစေ